မင်္ဂလာပါဒီနေ့တော့6တန်းတင်ချာကြီးစစ်တင်ချာထဲမှာ 1.2 ပေါ့နော်ပေါင်းချင်းလှုပ်ထုံးဆိုင်ရာဂုဏ်သက်တည်များဆရာမတို့ကတဘာဝဂိမ်းကြီးအပြည့်ဂိမ်းကြီးကိုပေါင်းတာလုပ်တော့မယ်ပေါ့နော်ပေါင်းတာလုပ်တော့မယ်ဆိုလို့ရှိရင်ပေါင်းတဲ့အခါမှာမှတ်ထားရမယ်ဘယ်တော့မှမပြောင်းလဲတဲ့ဂုဏ်သက်တည်ရှိရေပေါ့အဲ့ဒီဂုဏ်သက်တည်လေးတွေကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့အဲ့ဂုဏ်သက်တည်ကဂုဏ်သက်တည်ကိုနာမည်မပြောခင်မှာအရင်ဆုံးတစ်ခုရှင်းပြမယ်ပေါ့နော်ရှင်းပြမယ်ပြီးတော့မှဂုဏ်သက်တည်ကဒီဟာဘာဂုဏ်သက်တည်ဖြစ်လဲဆိုတာကိုပြောပြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုဆရာမတို့ခွက်တစ်ခွက်ထဲမှာနော်ခွက်တစ်ခွက်ထဲမှာကြောက်နှလုံးထည့်ထားတယ်နော်နှလုံးဒီဘက်ခွက်ထဲမှာကကြောက်၄လုံးထည့်ထားတယ်ဆိုပါစို့၄လုံးထည့်ထားတယ်နော်ဒီမှာ၄လုံးထည့်ထားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘက်ခွက်ထဲကနှလုံးနဲ့ဒီဘက်ခွက်ထဲက၄လုံးကိုပေါင်းလိုက်တဲ့ခါမှာစုစုပေါင်းခွက်ထဲမှာကြောက်6လုံးရမယ်ပေါ့နော်6လုံးရပါမယ်ကြောက်6လုံးရမယ်ဒါကပထမခွက်က2ဒုတိယခွက်က4ပေါ့အဲ့ဒါကိုခွက်ကပြောင်းလိုက်မယ်ပေါ့နော်ဒီဘက်ခွက်ထဲမှာကြောက်က4လုံးထည့်လိုက်မယ်ပေါ့နော်ကြောက်ပါဆိုမှ4တောင်နေတော့ဆွဲမိနေတယ်ဒီဘက်ခွက်ထဲမှာကြောက်ကနှလုံးရှိမယ်ပေါ့ဒါဆိုရင်ပထမက4ဒီဘက်က2ပေါ့နော်ဒါဆိုလို့ရှိရင်လည်းတစ်ခွက်ထဲကိုပေါင်းထည့်လိုက်တဲ့အခါမှာစုစုပေါင်းက6လုံးပဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကဘာကိုပြတာလဲဆိုတော့ပထမခွက်နဲ့ဒုတိယခွက်ကိုနေရာချင်းလဲလိုက်ပြင်မဲ့လေရလက်ကတော့အဖြေကအတူတူပဲဆိုတာကိုပြောပါတယ်အဲ့ဒါကိုဟိုဘက်ဒီဘက်လှည့်လိုက်တာဖြစ်တဲ့အတွက်သူ့ကိုအပေါင်းဖလဲရဂုဏ်သက်တည်ရှိတယ်လို့ပြောပါတယ်အပေါင်းဖလဲရဂုဏ်သက်တည်ဆိုတာကကဏ္ဍနှစ်ခုကိုရှေ့နောက်ကိုဘယ်လိုပဲထားပေါင်းအဖြေကမှန်တယ်ရလက်ကမှန်တယ်ပေါ့နော်အဲ့ဒါကိုအပေါင်းဖလဲရဂုဏ်သက်တည်လို့ခေါ်ပါတယ်ဒါပထမဦးဆုံးဂုဏ်သက်တည်တစ်ခုပါနော်ဒီမှာဆိုလို့ရှိရင်เนาะပုံလေးကိုကြည့်ရအောင်เนาะပုံလေးထဲမှာဆိုရင်ဂိမ်းတွေကိုပေါင်းလက်ရှာတဲ့အခါမှာဂိမ်းတွေကိုရှေ့နောက်စီစဉ်ထားရှိမှုကအရေးကြီးလားမကြီးလားဆိုတော့သူပြရတယ်ပေါ့เนาะဥပမာအနေနဲ့သူက20နဲ့35ကိုပေါင်းပြထားတယ်ပေါ့เนาะ20နဲ့35ကိုပေါင်းတဲ့အခါမှာ20ကိုရှေ့ရထားပြီး35ကိုနောက်ကထားပေါင်းတာကလည်းဒီမှာကြည့်20ကိုရှေ့ရထားလိုက်တယ်ဆိုတော့ဂိမ်းမြင့်ပေါ်မှာ20အထိဆွဲလိုက်တယ်ပေါင်းတာဖြစ်တဲ့အတွက်ဒီမှာဆက်ဆွဲပေးတယ်ပေါ့เนาะဆက်ဆွဲရတယ်ပေါင်းတယ်ဆိုရင်ဆက်ဇက်တိုက်ဆက်ဆွဲရမယ်ပေါ့20ဆုံးသွားတဲ့နေရာကနေ35ဆိုတော့ဒီကနေ10 20 30 35ပေါ့နော်ဒီထိနောက်ဆုံးရလက်ကဒီနားမှာပါအဲ့တော့35ကိုရှေ့ရထားပြီးပေါင်းမယ်ဆိုရင်35ကိုအရင်ဆွဲတယ်3ည10 20 30 35ဒီမှာအပြာလေးက35မှာဆုံးထားတယ်ပြီးတော့နောက်ထပ်20ထပ်ထည့်ရမယ်ဆိုတော့35ကနေ45အထိဆိုတော့10 55အထိဆိုတော့20ဒီမှာ20နောက်ဆုံးရလက်ကတော့55မှာပဲဆုံးတယ်ပေါ့နော်အဲ့တော့20အပေါင်း35လို့ပေါင်းလဲရတယ်35အပေါင်း20လို့ထားလဲရတယ်ပေါ့နော်အဲ့တော့ဒီဟာကတူတူပါပဲပေါ့နော်အဲ့တော့ဒီဖော်ပြချက်အရဆိုလို့ရှိရင်ဂိမ်းပြည့်တွေကိုအပြည့်ဂိမ်းတွေကို AB နဲ့အစားထိုးလိုက်မယ်ဆိုလို့ရှိရင် A အပေါင်း B ဆိုတာက B အပေါင်း A နဲ့အတူတူပဲလို့ပြောတာပါဒီလိုမျိုးပြထားတယ်ဆိုတာအပေါင်းဖလဲရဂုဏ်သက်တည်ဖလဲဆိုတာဟိုဘက်ဒီဘက်ဖလဲလိုက်လို့အပေါင်းဖလဲရဂုဏ်သက်တည်လို့ခေါ်ပါတယ်เนาะအဲ့ဒါပထမဆုံးဂုဏ်သက်တည်တစ်ခုပါမှတ်ထားရမယ်တစ်ခုပါရှင်အဲ့တော့ဒီမှာဆိုလို့ရှိရင်အပေါင်းဖလဲရဂုဏ်သက်တည်ကိုပို့ပြီးနားလဲအောင်လို့ပုံလေးထဲမှာတော့ဒီဇယားကွက်လေးကိုထည့်ပေးထားတယ်ပေါ့နော်ဒီဇယားကွက်လေးကအလွတ်ကျက်ထားစရာမလိုဒါအပေါင်းဖလဲရဂုဏ်သက်တည်ကိုပို့ပြီးနားလဲအောင်လို့ရှင်းပြပေးထားတဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါပထမဂိမ်း3ညကနေ4ထိနမူနာရေးထားတယ်ဒီမှာဆိုဒုတိယဂိမ်း3ညကနေ4ထိရေးထားတယ်ပေါ့ဒီလိုမျိုးပြောချင်တာကပထမဂိမ်း3ညနဲ့ဒုတိယဂိမ်း3ညနဲ့ပေါင်းထားတော့အဖြေက3ညရတယ်ပထမဂိမ်း1နဲ့ဒုတိယဂိမ်း3ညနဲ့ဆို1ရတယ်2နဲ့3ညနဲ့ဆို2 3နဲ့3ညနဲ့ဆို3 4နဲ့3ညနဲ့ဆို4ပေါ့နော်အဲ့လိုပဲ3ညနဲ့1နဲ့ဆိုရင်1 3ညနဲ့2နဲ့ဆိုရင်2 3ညနဲ့3နဲ့ဆို3 3ညနဲ့4နဲ့ဆိုရင်4ပေါ့နော်အဲ့လိုပြထားတယ်အဲ့ခါမှာဒီမှာကြည့်လိုက်ဒီအလဲဆုံးက3ည2 4 6 8ပေါ့နော်အဲ့3ည2 4 6 8ကိုဘာလို့ခေါ်လဲဆိုတော့ပင်မတောင်ဖြတ်လို့ခေါ်တယ်တဲ့ဒီအပေါင်းစရာထဲမှာပေါ့နော်ဒီအပေါင်းစရာလေးထဲမှာဒီအလဲကောင်ကဖြတ်သွားတဲ့ဟာကိုပင်မတောင်ဖြတ်လို့ခေါ်တယ်ပေါ့နော်ပင်မတောင်ဖြတ်လို့ခေါ်တယ်အဲ့ပင်မတောင်ဖြတ်ရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ဂိမ်းတွေကခေါက်ချိုးညီနေတယ်ပေါ့ခေါက်ချိုးညီတာဘာဖြစ်လို့လဲဆိုတော့ဒီဂုံသက်တိအရာညီသွားတာပါเนาะခေါက်ချိုးညီတယ်ပြန်ပြီးတော့ရှင်းပြမယ်เนาะခေါက်ချိုးညီတာကိုတွေ့ရတယ်မြင်းတွေရဲ့အောက်ဖက်မှာဝိုင်းထားတဲ့3က3နဲ့အပေါ်မှာဝိုင်းထားတဲ့3တွေကအတူတူပဲပေါ့နော်ကြည်ကြည်အောင်အဲဆိုလို့ရှိရင်ဒီမှာဆိုရင်သူ3ကိုဝိုင်းထားတယ်ဒီအောက်3လေးကိုရဖို့အတွက်ဆိုရင်ပထမဂိမ်းက2ဒုတိယဂိမ်းက1ပေါ့နော်ပထမဂိမ်းက2ပထမဂိမ်းက2ဒုတိယဂိမ်းက1ကိုပေါင်းထားတာဒီအပေါ်က3လေးကကြပထမဂိမ်းက1ဒုတိယဂိမ်းက2ကိုပေါင်းထားတာပေါ့နော်ပထမဂိမ်းက1ဒုတိယဂိမ်းက2ကိုပေါင်းထားတာပေါ့အဲ့ဒါဆိုရင်ဒါနှစ်ခုကဖက်လဲလိုက်တာပေါ့ဒီဖက်လဲလိုက်ပြင်မဲ့လဲသူတို့ရဲ့ရလက်အဖြေကတော့3ပဲရတယ်ဒီမှာလဲ3ပဲရထားတယ်ပေါ့နော်ဒီလို3ဝိုင်းထားတာဒီလေးနဲ့ဒီလေးဆိုလဲအတူတူပဲဒီ9နဲ့ဒီ9နဲ့ဆိုလဲအတူတူပဲပေါ့နော်ဒီ9နဲ့ဒီ9တူတယ်ဒီ9နဲ့ဒီ9နဲ့လည်းတူတယ်ပေါ့နော်ဟုတ်ပြီဒီ9လေးကိုကြည့်ဒီ9လေးဆိုလို့ရှိရင်ပထမဂိမ်း3ဒုတိယဂိမ်း2မှာဖြစ်တယ်ဒီ
တူနဲ့ကဲ့ရဲ့ခောက်ချုံးညီဖြစ်တဲ့တူနဲ့ကဲ့ရဲ့မျက်နှာချင်းစာ9လေးကကြတော့ပထမကိန်းက2ဒုတိယကိန်းက3ဖြစ်ပါတယ်အဲ့လိုမျိုးခောက်ချုံးညီရလို့ပြောတာပါဒီဇာတ်ကိုကြည့်ပဲအဲ့ဆိုရင်ဒီဇာတ်လေးကိုကြည့်လိုက်ပေါ့နော်ဒီဇာတ်လေးမှာထူးခြားတာတစ်ခုရှိရဲပထမကိန်း3ညပေါ့နော်ပထမကိန်း3ညမှာနောက်ကိန်းက1ဆိုလို့ရှိရင်အဖြေက1ပဲရတယ်ပေါ့နော်ပထမကိန်း3ညမှာနောက်ကိန်း2ဆိုလဲအဖြေက2ပဲရတယ်ပထမကိန်း3ညနောက်ကိန်း3ဆိုရင်လည်းအဖြေက3ပြန်ရတယ်ပေါ့နော်ဒီကိန်းလေးတွေကဒီဘက်မှာပြန်ပြီးတော့ရတယ်ပေါ့အဲ့ဒါကိုတွေ့ရတယ်အဲ့လိုပဲဒုတိယကိန်း3ညဖြစ်ခဲ့တယ်ဆိုလဲအဲ့တိုင်းပဲဒုတိယကိန်းက3ညဖြစ်ခဲ့တယ်ဆိုလဲပထမကိန်းက1ဒုတိယကိန်းက3ညဆိုလဲ1ပဲပြန်ရတယ်ပထမကိန်းက2ဒုတိယကိန်းက3ညဆိုရင်လဲ2ပဲပြန်ရတယ်ပထမကိန်းက3ဒုတိယကိန်းက3ညဆိုရင်လဲ3ပဲပြန်ရတယ်ပေါ့နော်အဲ့တော့3ညဆိုတာကသူ့ရဲ့အတိုင်းကိုပြန်ပြီးတော့ရပေးတာပေါ့ဥပမာနားလည်အောင်ပြောရလို့ရှိရင်ခွက်အလွတ်တစ်ခုထဲမှာခွက်အလွတ်တစ်ခုနဲ့ဒီဘက်ကခွက်ကခွက်ထဲကကြက်ဥနှလုံးနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒီဘက်မှာကြက်ဥနှလုံးပဲထွက်တယ်ပေါ့နော်နှလုံးပဲပြန်ထွက်တယ်ပေါ့ဟုတ်တယ်နော်ခွက်ဒီဘက်ကခွက်ကအလွတ်ဒီဘက်ကနှလုံးဆိုရင်ခွက်နှလုံးနဲ့ပဲပြန်ထွက်တယ်ပေါ့နော်အဲ့ဒီခါကျတော့3ညဆိုတဲ့ကိန်းတွေကထူးခြားတာကိုတွေ့ရမယ်အဲ့ဒီ3ညကိုဘာလို့ခေါ်လဲဆိုတော့အပေါင်းထပ်တူရာကိန်းလို့ခေါ်တယ်ပေါ့နော်အပေါင်းထပ်တူရာကိန်းဆိုတာကပေါင်းလိုက်တဲ့ခဏအတိုင်းပြန်ထွက်တာကိုပြောတာပါဒီပေါင်းစရာကိုကြည့်ပြီးတော့လေတီလို့ရတယ်ခုနကပြောသလိုမျိုးခွက်အလွတ်တစ်ခုထဲမှာနောက်ထပ်ခွက်တစ်ခုကကြက်ဥနှလုံးနဲ့လာပေါင်းလို့ရှိရင်ခွက်ကားထဲမှာကြက်ဥကနှလုံးပဲရှိမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့အဲ့ဒါကိုထပ်တူပြန်ရလို့အပေါင်းထပ်တူရကိန်းလို့ခေါ်ပါတယ်အဲ့တော့3ညကိုအပြေကိန်းတစ်ခုနဲ့ပေါင်းလို့ရှိရင်အဖြေကအဲ့ဒီအပြေကိန်းပဲပြန်ရတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်3ညနဲ့3ညနဲ့ပေါင်းရင်3ည3ညနဲ့1နဲ့ပေါင်းတာက1နဲ့3ညပေါင်းတာအတူတူပဲဒီနှစ်ကြောင်းရေးတာကတော့ဖလဲရဂုံတက်တီကိုရေးထားတာရလက်က1ရတယ်ဆိုတာ3ညကအပေါင်းထပ်တူရကိန်းမှုလို့ပေါ့နော်အဲ့လိုပဲ3ညနဲ့3နဲ့ပေါင်းရင်လည်း3 3ညနဲ့4နဲ့ပေါင်းရင်လည်း4 3ညနဲ့1000နဲ့ပေါင်းရင်လည်း1000ပဲပြန်ရပါတယ်3ညနဲ့3သိန်းနဲ့ပေါင်းရင်လည်း3သိန်းပဲပြန်ရတယ်3ညနဲ့9865နဲ့ပေါင်းရင်လည်း9865ပဲပြန်ရပါတယ်ပေါ့နော်ပြောချင်တာကဘယ်ကိန်းနဲ့ပဲပေါင်းပေါင်းအပေါင်းထပ်တူရကိန်းနဲ့ပေါင်းတာဖြစ်တဲ့အတွက်အဲ့ဒီကိန်းပဲပြန်ရပါတယ်အဲ့ခါကျတော့3ညကအပေါင်းထပ်တူရကိန်းဖြစ်ပါတယ်ဒါလေးတစ်ချက်မှတ်ရပါမယ်နော်အပေါင်းထပ်တူရကိန်းပေါ့နော်သင်္ကေတနဲ့ရေးမယ်ဆိုလို့ရှိရင်ကြတော့3ညအပေါင်း A ညီမျှခြင်း A အပေါင်း3ညဒါဖလဲရဂုံတက်တီကိုရေးထားတာအဖြေက A ပဲပြန်ရပါမယ်ရှင်ဒီဟာလေးကအပေါင်းဖလဲရဂုံတက်တီဒီဟာလေးကအပေါင်းထပ်တူရကိန်းက3ညပါတမတ်တန်မေးလို့ရပါတယ်အပေါင်းဖလဲရအပေါင်းထပ်တူရကိန်းကဘာလဲလို့မေးလို့ရှိရင်3ညဖြစ်ပါတယ်အနည်းနဲ့မှတ်ထားပေးပါနောက်ထပ်တစ်ခုကြည့်အောင်နော်